အမတာရဲ့နိဗ္ဗာန်ဘုံကိုစိတ်အာယုံမှသာသနာယဝအကျိုးဆောင်တကူရောင်လွမ်းလို့ဂုံအိမ်လွမ်းလို့ကြိုရွှေတူဆရာချင်းမြတ်ယဟန်တရားနဲ့သီလပြည့်စုံအမတာရဲ့နိဗ္ဗာန်ဘုံကိုစိတ်အာယုံမှသာသနာယဝအကျိုးဆောင်တကူရောင်လွမ်းလို့ဂုံအိမ်လွမ်းလို့ကြိုပရိစ္ဆာသမုပ္ပါအကြောင်းကျူဒေသနာတေချာသောပြတာပို့ချာအများပေါ်စေတနာထားဒေသနာတရားဟောလို့သာပြောပရိစ္ဆာသမုပ္ပါအကြောင်းကျူဒေသနာတေချာသောပြတာပို့ချာအများပေါ်စေတနာထားဒေသနာတရားဟောလို့သာပြောနိဗ္ဗာန်အကျိုးမျှော်လန်းလာပါလေဖိတ်ခေါ်ပါရဲ့နော်မြတ်တဲ့ဖူရွှေเจ้าကြီးကအเจ้าမျိုးစားအေးဖို့ရာခေါ်ပညာလာကြတတ်ကြမေနော်သာသနာဆုံးမများကိုထင်ရှားတွေ့မြင်အများကြီးဆရာအရှင်ပရိစ္ဆာမြဲအင်းရုံအသွင်မှတ်လို့သင်ကြားကြပါစို့လားရှင်ပရိစ္ဆာသမုပ္ပါအကြောင်းကျူဒေသနာ